စင်းနဲ့ရေရလို့ပဲပြောဆရာမရေရကဘလို့ကြီးပါလိမ့်လို့ပဲတွေးကျတို့ဆရာကြီးမင်းသိမ့်ခါတော့အဲ့ဒီရေရကိုသင်ပေးခဲ့တာတော့မှန်မဲတော့နော်ဥပမာနေမရရင်ဖြစ်လို့ယောက်ျားအိမ်မောကဆင်းသွားတယ်ယောက်ျားမမိန်းမယောက်ျားအိမ်မောကဆင်းသွားတော့ပြန်ခေါ်ခြင်းနဲ့ဆိုပါတော့အလိုအကြောင်းနဲ့ပဲခေါ်ခြင်းဥပမာအလုပ်ကြွေးမဲ့သူမရှိလို့ပဲဖြစ်ဖြစ်ပတ်စံလိုချင်လို့ပဲဖြစ်ဖြစ်အကြောင်းမျိုးအကြောင်းပေါ့ယောက်ျားကိုပြန်ခေါ်ခြင်းဖုံးဆက်ပြီးခေါ်ရင်လည်းတိတ်ခါကြတယ်တွေးတာနော်ဖုံးဆက်ပြီးခေါ်ရင်လည်းတိတ်ခါကြတယ်တတိယအကြောင်းလမ်းပြောရင်လည်းအတိတ်ခါကြပြန်ရောအဲ့တော့ကိုကလည်းသူ့ကိုပြန်ခေါ်ချင်တာကိုမသိအောင်ယောက်ျားလုပ်တဲ့သူလည်းသူ့အလိုလိုနေအိမ်မော်ပြန်တက်လာအောင်ဆရာမရဲ့ရေရလေးပေးပါလားဒီလိုမိုးလာရသည်ဆိုအင်မတန်ကောင်းတော့ပဲတို့ခရင်ရောင်နေမြင်ဘူးတယ်မလားအဲ့ဒီလိုပြောလိုက်လို့လဲပေါက်တောက်ခရမတွေးနဲ့ဟုတ်ကျုပ်ပြောသမျှစကားကျုပ်တင်သမျှ post ဒီအရေးမရအဖက်မရနဲ့ရောက်တဲ့ရာရွှွတ်နောက်တင်တဲ့ post တခုမှမရှိတခုကတော့တော်တို့အတွက်ရသွားစီခြင်းလို့တင်လိုက်တာခရင်သီးထဲမှာမှရခိုင်ခရင်သီးလည်းမရဘူးထောဘက်ခရင်သီးလည်းမရဘူးမော်လမြိုင်ခရင်သီးလည်းမရဘူးခရင်ရောင်ရှိတော့ခရင်သီးမှာရခရင်ရောင်ရှိတော့ခရင်သီးမှာမှဆရာမအဝိုင်းလားရှိလားဆိုကြိုက်တာတော်တို့ဝယ်လို့ရတဲ့ခရင်ရောင်ခရင်သီးအဲ့ဒီခရင်သီးမှာဒါခရင်သီးပဲထားအဲ့ဒီခရင်သီးမှာစင်းသွားတဲ့လူနာမည်ကမောင်မြင့်ပေါ့ဒါမှမဟုတ်အေးကြိုင်ပေါ့ဒါမှမဟုတ်ကိုအေးမောင်ပေါ့အဲ့ဒီမှာကိုရီမောင်နေဦးတွေမထဲနဲ့အေးကြိုင်ပြန်လာခဲ့မောင်မြင့်ပြန်လာခဲ့ခင်လှပြန်လာခဲ့အဲ့ဒီစင်းသွားတဲ့သူရဲ့နာမည်ကိုဦးကိုမောင်မတက်ဖဲနဲ့ခရင်သီးမှာကြိုက်တာနဲ့ရေးလို့ရတယ်ထင်ပြီးတော့အဲ့ဒီခရင်သီးကိုချက်စားပြီးတာနဲ့အဲ့ဒီလူမကြခင်ဆက်သွယ်ပြီးတော့အိမ်ကိုပြန်လာမယ်ချက်တဲ့နေရာမှာလဲမီးဖို့ပေါ်မှာမချက်ဖဲနဲ့ခဲလုံးနှလုံးနဲ့ချက်ပေးရမှာကိုခနောက်ကိုလေ3လုံးမဟုတ်ဘူးနှလုံးနဲ့ချက်ပေးရကျေးဇူးပါပြန်လာနိုင်ကြ